Hello အားလုံးမင်္ဂလာပါ Mr. PCY Gaming YouTube Channel ကနေမိတ်ဆွေတငယ်ကျွန်တော်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ Okay ဒီတစ်ခေါက်ဗီဒီယိုလေးကတော့ကျွန်တော်မှာ UC 3800ကျော်ရှိရပေါ့ဗျာ။ဒီ3800ကျော်တွေကနေကျွန်တော်အနေနဲ့ The Full Skin ရမရအောင်ကျွန်တော်တစ်ချက်ကန်ဆန်းကြည့်လိုက်မယ်ပေါ့နော်။ဒီ The Full Skin ကတော့ဗျာကျွန်တော်နည်းနည်းထွက်တာတော့ကြာပြီပေါ့နော်။ဒီဗီဒီယိုကတော့ကျွန်တော်ခုမှတင်ပြတာဖြစ်ပါတယ်။ Okay ကျွန်တော်ပထမဆုံးတစ်ချိန်မှာဘိုင်ပေါ့ Okay ရောက်ရေး Saber Coin နေပေါ့နော်။ Okay ဒီလိုမျိုးပဲကျွန်တော်ပထမဆုံးကျွန်တော်တစ်ချိန်ဒီစပြီးတော့ကန်ဆန်းကြည့်မယ်ပေါ့ဗျာ။ပြီးမှကျွန်တော်အနေနဲ့10ချိန်လေးကျွန်တော်ထပ်ဖောက်မယ်ပေါ့နော်အဲ့ဒါဆိုဗျာကျွန်တော် PVP ကြတစ်ခါနဲ့တန်းပြီးတော့ကျွန်တော် UC တွေအများကြီးသုံးလိုက်ရင်လည်းတစ်ခါထားရင်တော့ပေါက်ချင်မှလည်းပေါက်တာပါပေါ့နော်ဒီခုကျွန်တော် The Full Skin ဖောက်တဲ့အခါမှာကျွန်တော်အနေနဲ့ Vita Character ကိုပြောင်းထားတယ်ပြီးကျွန်တော် Skin တွေအားလုံးလည်းကျွန်တော်ဖျောက်ထားတယ်ပေါ့နော် Gas Skin တွေပြီး Gun Skin တွေအကုန်ပေါ့နော်ပြီး Bubble Skin တွေ Helmet တွေအကုန်လုံးကျွန်တော် Skin ကိုလုံးဝတော့ normal ဖျောက်ထားတယ် Okay ကျွန်တော်အခု Lucky Point ကတော့ခုထိတော့ဘာမှတော့ကောင်းကန်းနေမပေါက်သေးဘူးပေါ့နော် Okay ခုနောက်ထပ် buy skin တွေတော့ထပ်ပြီးရအောင်မလဲပေါ့နော် Okay ဒီ The Full Skin မှာတော့ကျွန်တော်အရန်ကြိုက်ရတဲ့ skin ကတော့အရန်ကြီးတော့တိတ်မရှိဘူးပေါ့နော်The Full Whistle Set တစ်ခုပဲကျွန်တော်ကြိုက်တယ်ပေါ့နော်ကျန်တဲ့ဟာတော့ Legendary Skin တွေဖြစ်တယ်ပေါ့Okay ဟေ့အောင်ခုတော့ကျွန်တော်အရန်ကြိုက်တဲ့ဒီ Hack Gear ပေါ့နော်ဒီ Hack Gear တော့ခေါင်းစွပ်ကြီးတော့ Joker ခေါင်းစွပ်ကြီးရရှိခဲ့ Okay ဟေ့အောင်ကျွန်တော်အရန်နောက်ထပ်ကြိုက်ရတဲ့ဒီ Joker Whistle တော့ဒီ Outfit set ကြီးပေါ့နော်တော်တော်ကြီးမိုက်တယ်ဗျာနော်ကျွန်တော်ဒီ10ချိန်ထဲမှာပဲဒီ Hack Gear ကိုကျွန်တော်ဒီ Outfit Skin ကိုတော့လုံးဝ one set တော့ few set ကြီးရသွားတာတော်တော်လေးကိုကျွန်တော်အနေနဲ့ကန်ကောင်းတယ်လို့ပြောရမယ်ပေါ့ဒီ The Full Skin ကတော့တော်တော်များများ skin တွေတော့ပေါက်ကြရပေါ့နော်ဒီ The Full set ကြီးတာမပေါက်ကြတာနော် Legendary Skin တွေတော်တော်များများပေါက်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့လည်းကျွန်တော်စီမှာရှိရဒီ UC 3800ကျော်ရဲနဲ့ဒီ The Full Skin မှာဘာပေါက်မလဲကျွန်တော်အနေနဲ့ကန်ဆန်းကြည့်ရဖြစ်ပါတယ် Okay ဟေ့အောင် Bubble Skin နဲ့ကြောက်ပြီလို့ဟေ့အောင်ဒီ Bubble Skin လေးကလည်းမစိုးဘူးပေါ့နော်တော်တော်လေးတော့မိုက်တယ်ပြောရမယ်ပေါ့နော်ဒါပေမဲ့ပြောရမယ်ဆိုအရန်ကြီးကြိုက်တဲ့အထဲမှာတော့မပါဘူးပေါ့နော်ဒီ Bubble Skin ကြီးကိုနော် The Full Gun တခုခုတော့ပေးစီခြင်းတယ်ပေါ့နော်ဒါပေမဲ့လည်းအရန်ကြီးတော့မျောလင်းလို့တော့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်တွေကတကယ်ကို Matte Skin တွေပေါ့ဗျာ Matte Skin တွေကလည်းကျွန်တော်အခု UC 3800နဲ့လည်းပေါက်ချင်မှလည်းပေါက်မှာပေါ့နော်ကန်ကောင်းရင်တော့Matte Skin တခုခုကတော့ပေါက်နိုင်တယ်ပေါ့ဗျာOkay ခုနောက်ထပ်တော့10ချိန်နဲ့ပဲထပ်ပြီးတော့ကန်ဆန်းကြည့်အောင်မယ်ပေါ့နော်။ဘာရမလဲဆိုတာတစ်ချက်ကြည့်လိုက်ကြအောင်ဗျာ။ Okay ကျွန်တော်ရဲ့ lucky point ကတော့ okay ဟေ့အောင်ရေဟာဟေ့အောင် legendary skin နောက်ထပ်တော့ဒီ the clown set ပေါ့နော်။ Okay ဗျာဟေ့အောင်ရေ legendary skin တွေကိုတော်တော်များများပေါက်တယ်။ဒီ the full lucky crate ကတော်တော်လေးကို legendary skin တွေပေါက်တယ်လို့ပြောရမယ်ပေါ့နော်။ Okay ဗျာ okay တော်သေးရလို့ပြောရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီခုကျွန်တော်သုံးနေတာကွာ UC တော့1000ကျော်2000ဝန်းကျင်လောက်ပဲရှိသေးတယ်ဗျာဒီမှာ The Full Skin တော့မပေါက်ခဲ့ပေမဲ့လည်းဒီ Legendary Skin တွေကတော့ကျွန်တော်အခုတော်တော်များများတော့ကန်ကောင်းလို့ရနေပြီပေါ့နော် Okay ပါလို့ဟေ့အောင်ရေဒီခေါက်ကတော့တော်တော်လေးကိုကန်ကောင်းနေပြီဟေ့အောင်ရေလုံးဝကိုဟေ့အောင်ရေအမှန်ကန်ကြီးတော့ဒါ Matte Skin ပေါ့နော်main clay character တော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့မကြိုက်ဘူးပေါ့ဗျာဒါပေမဲ့လည်း main clay character ကြီးဝတ်တက်တဲ့သူဆိုတော့ဒီ skin ကတော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒါကတော့ the full skin နဲ့မှာပါဝင်တဲ့ the clown game တော့ဒီ outfit skin ပေါ့နော် matte outfit skin ဖြစ်တယ် okay ဗျာဟေ့ရောခုကျွန်တော်ကတော့ဒီဖောက်လိုက်တာတော့ကျွန်တော်သူ့ရဲ့ lucky point တွေလည်းပြီးပေါ့နော်ဒီထဲမှာတော့နေအချိန်50ပြည့်သွားရင်တော့တစ်ခါကန်ဆန်းခွင့်ရမယ် the full skin ပေါ့နော် the full gun ပေါ့မလားကြည့်လိုက်ကြအောင် okay ဟေ့ရော M24 တယ်နော်ဟေ့ရောဒီ M24 ကတော့ကျွန်တော်အရင်ကြီးတော့မကြိုက်ဘူးဗျာများသောအားဖြင့်ကျွန်တော် M24 တော့ကင်ပြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီ M24 ရဲ့ gun skin အနေထားကြီးတော့ကျွန်တော်တော်တော်လေးမကြိုက်ဘူးပေါ့နော်အဲ့တခြား M24 တွေမှာဗျာ upgrade gun မဟုတ်ပေမဲ့လည်းတော်တော်လေးသူ့ထက်လှတယ်လို့ပြောလို့ရတယ်ပေါ့နော် okay ဒါဆိုတော့ကျွန်တော်အခုထပ်ပြီးတော့မဖောက်တော့ဘူးပေါ့ဗျာဘာလို့လဲဆိုချိန်90ကလည်းပြည့်သွားပြီပေါ့ဗျာကျွန်တော်မှလည်း UC မောကလည်းတိတ်မကြံတော့ဘူးပေါ့နော်ကျွန်တော်နောက်ထပ် UC ထပ်ထည့်ပြီးတော့ပြန်ကား skin နဲ့ဖောက်เสียရရှိရပေါ့နော်ခုကျွန်တော်ဒီ outfit skin ကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့ဗျာ okay ရောက်ရင် matte skin ကတော်တော်လေးကိုရုပ်ပေါက်တယ်ပေါ့နော်လှရပြောရမယ်ပေါ့နော်ကျွန်တော်ကတော့ယောက်ျားလေး character ကြီးပဲဝတ်တဲ့သူဆိုတော့ main လေး character ကြီး skin တွေရတော့ကျွန်တော်တော်တော်အရန်ကြီးတော့မကြိုက်ဘူးပေါ့နော်မလိုချင်ဘူးပေါ့ဗျာ okay ဒီ outfit skin ပေါ့နော်ဒီ Joker အဖြူအောင် outfit skin set ကြီးကတော့တော်တော်ကြီးမိုက်တယ်ကျွန်တော်ကတော်တော်လေးကြိုက်တယ်သူ့ရဲ့Hack Gear ပေါ့နော်ဒီခေါင်းစွပ်ကြီးကလည်းတော်တော်ကြီးကိုမိုက်တယ်ဗျာနှစ်ခုပေါင်းကိုကျွန်တော်ရရှိခဲ့တာတော်တော်ကြီးကိုကျွန်တော်တို့ကန်ကောင်းတယ်လို့ကိုပြောလို့ရတယ်ပေါ့နော်တခြားသောသူ့ရဲ့ skin တွေလည်းရရှိခဲ့တယ်ပေါ့နော်ကျွန်တော်ပြောရမယ်ဆိုဗျာ skin တွေဖျောက်ပြီးဒီလိုမျိုးဖောက်ကြီးမှာတော်တော်လေးကန်ကောင်းတယ်ပေါ့ပြီးတော့ Bubble Skin တွေရရှိခဲ့ပေါ့ဗျာဒီ Bubble Skin လေးကလည်းဒီ The Full Set ကိုဖောက်တဲ့သူတော်တော်များများဒီ Bubble Skin လေးကိုရကြရပေါ့နော်
okay ဗျာလို့ရရသူ့ရဲ့ M24 gun skin ရတော့ကျွန်တော်ကတော့အရင်မကြဘူးဗျာဆိုးလို့တော့ပြောရမှာပေါ့ဗျာအချိန်90တွေနဲ့တော့စေဘူးတွေဘာအများရလိုက်တော့ဒါလုံးဝဟိုတော့ကန်ဆိုးတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော် M24 upgrade gun လေးတစ်လက်လောက်ရလိုက်တဲ့အတွက်ကြောင့်မို့လို့ဒါအစိုးရအကောင့်လို့ပြောလို့ရပါတယ်โอเคဒါဆိုတော့မိတ်ဆွေတငယ်ကျွန်တော်ဒီ the full skin the full create မှာမိတ်ဆွေတငယ်ကျွန်တော်ကန်ဆန်းဘူးလားပေါ့နော်ကန်ဆန်းဘူးတဲ့လူတွေရှိရင်လည်းဘာစကင်တွေပေါက်သွားလဲကျွန်တော်ရဲ့ယခုဗီဒီယိုရဲ့ comment မှာဝင်ရောက်ပြောကြားလို့ရပါတယ်โอเคပါယခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်မိတ်ဆွေတငယ်ကျွန်တော်အနေနဲ့ like and subscribe ပြုလုပ်နိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတငယ်ကျွန်တော်တူတယောက်စင်စီရအောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะကဲအားလုံးပဲ bye bye